ဟုတ်ကဲ့မင်္ဂလာပါမိတ်ဆွေဒီနေ့ကျွန်တော်ပိန်တင်ဆွဲဖို့လုပ်တာအချိန်ကလည်းတိတ်မမီတော့ outline လေးပဲဆွဲဖြစ်တယ်အခု10နာရီခွဲ17ထိုးတော့မှာဆိုတော့အချိန်ကမမီတော့ရလက်လို့တော့မနေ့ပြန်မှကြည်ရတာပေါ့မနေ့ပြန်လည်းအားရင်တော့ပြီးမှာပါမနေ့ပြန်မအားရင်တော့ဒါကို2ရက်3ရက်ကြာသွားမှာပေါ့ဗီဒီယိုလေးလုပ်ရင်မှဒီလိုလေးဗီဒီယိုလုပ်ရင်ကောင်းမလားလို့ပေါ့ဒါကတော့ကရစ်နာဖရာရဲ့ပုံတော်လေးပါနော်ကရစ်နာဖရာရဲ့ပုံတော်လေးဆွဲဖို့ပြင်ဆင်နေတာပါပိန်တင်လေးပေါ့ပြောမှဆိုခဲဘက်စီတော့မဟုတ်တာ outline လေးပဲပြီးတာအခုမှဗမာစကားတိတ်မပြီးဘူးဆိုတော့တီးခံပါနော်အခုမှဗီဒီယိုလေးလည်းဒီလိုမျိုးစလုပ်ဖြစ်တာဆိုတော့ဗီဒီယိုဒီလောက်လုပ်ဖို့10ခါလောက်ရိုက်ပြီးတခါမှကောင်းတာမတွေ့ဘူးဒါလည်းကောင်းတယ်လို့တော့တိတ်မထင်ပါဘူးဘယ်လိုဖြစ်မလဲတော့မသိဘူးအားပေးကြပါလို့တိုက်တွန်းပါတယ်နော်ကျွန်တော်လည်းအစွမ်းကုန်စူးစမ်းနေတာပါအောင်မြင်မှုရဖို့ဆိုတာတော့ကိုစူးစမ်းမှုပေါ်မူတည်တာပါနော်ကျွန်တော်လည်းစူးစမ်းနေတာပါဒါကြောင့်ပိန်တင်လည်းအဲ့လိုအရင်ဆွဲတက်တယ်ဆိုတာတော့မဟုတ်ဝါသနာပါတာဝါသနာတက်တက်ဒါအားတဲ့အချိန်လေးကိုဒီလိုမျိုးလေးလုပ်ဖြစ်တာပေါ့အရင်ကလည်းဆွဲဖြစ်တဲ့တိုင်းမှာဗီဒီယိုမလုပ်ဖြစ်ဘူးဒီလိုဗီဒီယိုလေးလုပ်ဖို့မကောင်းမလားလို့ဗီဒီယိုမတန်းလေးပေါ့